ကျွန်တော်ရဲ့ကိုကြီးကိုကျွန်တော်ကမိမပေးသားမယ်ဆိုတော့ထွက်ပြေးနေရပါ ငါသိတယ်တန်းထောင်ဒီဘာဖြစ်နေလဲဟဲ့ဟောလက်နာနေပြီနော် မိမပေးသားမယူမလား လွတ်တော့ ယောက်ျားလင်းတယ်မတူတယ်ငါ ငါလောက်ကြမြင် မလေး ဟဲ့ငါအင်ကြီးနေပေါ်ကုန်တန်းထောင်ကငါလဲ မိမယူမလား တော်ဆောင်မျက်နှာယူရတော့ မိမယူမလားငေါင်းနေရောငေါင်းညီကိုနေရောတင်တိုင်းကိုကြည့်ဒီဘက်ကကြီးတဲ့အကင်တိုင်းဖွင့်မယ်ပြီးရင်ပတ်စံအများကြီးစုမယ်ပြီးရင်မိမကိုမင်းကတယောက်ဒီလေးကတယောက်ကိုကြီးကတယောက် နေပြရနေကုန်မှတ်ထားတော့ခုချင်းနေ တယောက်9ယောက်သိ နေပြရနေခုချင်းနေကုန်လုံးမှတ်ထား ဒါမဲ့ကိုကြီးကျွန်တော်ကိုကြီးက तू ကကောင်မလေးကို तू အရန်ချစ်တယ်ဆိုတော့ तू 10ရက်လောက်ပေးသားမှရဒီမှာဘယ်လောက်ငါဘယ်လောက်နေရဟဲ့ဟဲ့အောင်ဟဲ့အောင် တန်းထောင်နေတောင်းအောင်သိအောင်မဆနော်နာမနန်းနဲ့ခုကြမှာနေအဲ့လိုပြောနေလာနန်းကပိုင်းချင်တယ်တိလား ဒီလိုနဲ့ပြောရအောင်ဟုတ်လား ဟော89ရောက်ရချလိုက်မယ်နော်89တဲ့10သိန်းလောက်ပွဲသွား ဆုံး တယ် နေမမ မလေး အမလေးဘလားတွေကကြီးလာခဲ့ပြီခြေနေသွားခေါ်တာလို့လားမသိပါဆုံးပြောပါဟိုတို့တွေတင်နေမယ်နော်ပြောပါ ဟယ်လိုငါလည်းကိုဖဲသမားဟဲ့ကိုလိုက်တာ ညစဝတီခါလုံး ဟယ်လိုအားလုံးမင်္ဂလာပါရှင် မမင်္ဂလာပါခင်ဗျာ ဝဲတို့ဆိုင်လေးရပါမရှိလဲဆိုတော့မအူပင်မျိုးစတိရက်ကွက်မင်းလမ်းမပေါ်မှာရှိပါတယ်ရှင်ဝမ်တီလုံးစေးကန်းလို့လည်းခေါ်ပါတယ်တထပီစေးကန်းလို့လည်းခေါ်ပါတယ်အဲ့စေးကန်းအရှိတက်မှာပါရှင်ဝဲတို့ကညနေ9:00နာရီထိုးမှစဖွင့်တာပါနော်ညနေ9:00နာရီထိုးကနေပြီးတော့ည9:00နာရီခွဲထိဖွင့်ပါတယ်ရှင်လာအားပေးကြပါဦးရှင်အကင်တော့ ပါအောင်ရှင် အကင်တော့အကင်ရိုးအကင်တော့လက်ဖက်တော့ထမင်း တောင်း ဟောအကင်တော့မယ်ဘုမအကင်တော့ရအောင်လေအဲ့ကြောင့်တော့ကောင်းပြောထားပြော ငါဒီထောင်ကျင်ငါဒီတုတ်ကျော်ခွလျာဒီမီဖုတ်တုတ် ဆမကလာရလိုက်တော့ပြောတော့ဟဲ့ကောင်းပြောမှာ ဟောပြောလိုက်ပါအောင်ညီမလေးရ မအူပင်မျိုးစတိရက်ကွယ်အိုင်ဝိုင်းမင်းလမ်းမပေါ်မှာ ခင်မင်းမှုဒီနေ့ပြောပါ ရှုပ်ကွာအမှကျတော့မလားရုံတော့တော်ပြီးမှပြောတော့ကွယ်ဟောရလိုက်တော့